ချစ်များစူစီယာ လူမင်းလှဆိုတဲ့ကောင်ကပါပါလေးနဲ့အားလုံးရဲ့အပေါ်မှာရက်တည်နေတဲ့ကောင် ကိုကြီးကသူဝါသနာပါတဲ့အမှုပြန်လုံးကလုတ်ခွင့်ရမယ်ဆိုရင်သူ့ရဲ့အာယုံပြောင်းလဲလာနိုင်တယ်ပေါ့ ဘော့စ်ကဒေါသထွက်ရင်အိုးဆူသလောက်လှုပ်เสียရှိဒီချာချာစီစက်အကွက်ချပြီးမှလောက်တတ်တာ ခုရိုက်နေတဲ့ဇက်ကားမှာဒုတိယမင်းသားနေရာခင်ဗျားတို့ရွေး ဗျာခင်ဗျာဗျာအဲ့ဒီနေများတယောက်ကလေအစိုးရကဘောအကြောင်းကိုကြည့်တယ်တဲ့အဲ့ဒါကြောင့်မလို့သူတို့တူနေတဲ့ကိုပြမအောင်မပေးသားနေတာ အင်္ဂါနေ့တိုင်းည9:15မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်အချစ်များစူစီယာ